အားလုံးပဲမင်္ဂလာပါရှင်ညီမနာမည်ကတော့အကြိုင်ပါညီမအခုရွှေအကယ်ဒမီပေးပွဲအတွက်တော့ပေါ့နော်ရွှေချိုးမောင်းမယ်ရွေးရတဲ့မှာညီမပါသွားပါပြီပုတ်ပေးကြတဲ့လူတယောက်ချင်းစီရောချစ်ပေးကြတဲ့လူတယောက်ချင်းစီကိုရောကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ချက်ပေါက်ထိလာပြီးတော့congratulation ပြောတဲ့အမတွေအကုန်ရော comment မှာချစ်ပေးကြတဲ့အမတွေအကုန်လုံးရောပြီးတော့နေ့စဉ် free ဖုန်း9ဖုန်းကိုနေ့စဉ်မပြတ်ပေးရတဲ့လူတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ပြီးတော့ဘောနော်ညီမရွှေချိုမကြအဲ့လိုဘယ်လိုပြောလဲပေါက်တက်ခဲ့ရအဲ့လိုမျိုးရုပ်ပေါက်အောင်ရလောက်ခဲ့မှာမဟုတ်ပါဘူးလို့ဒါကြတော့ဒိုင်နီကဟိုလောက်ပြဒီဟာလေးလောက်ပြပါဦးဆိုလို့ရှင်ဒါတွေကကိုကဒိုင်နီရဲ့ဟို respect ပေးရဲ့အနေနဲ့ပေါ့နော်ဒိုင်နီလောက်ပြခိုင်းတာကိုကောင်းမှုကျွန်တော်လောက်ပြခဲ့ပါတယ်လို့ဇရိုက်ဆန်ပြီးတော့ပေါက်တက်ခဲ့ရကြီးလောက်ခဲ့ရလည်းမဟုတ်ပါဘူးလို့ညီမကို Facebook ထိလာမှန်းလို့ပေါ့နော်ဘာလဲမဖြူထွေးလူမျိုးအဲ့လိုပေါက်တက်ကလှုပ်ပြီးတော့အရွှေချိုဖြစ်လာတာလိုက်ပြမလို့လာဒီပါလာမှန်းထောင်လို့ပြောပြပေးရပါညီမကအဲ့လိုမျိုးစမမိုင်းဒိုင်နီကိုညီမကပြချင်ပါတယ်ဆိုပြီးတော့အဲ့လိုမျိုးလုပ်ခဲ့ရမှာမဟုတ်ပါဘူးညီမကပြတဲ့တဲလာကကြတော့တက်ကိုကပြရပါအဲ့ဟာပြင်ဒိုင်နီကနေပြီးတော့အချိုင်နေမိတ်ဆိုတာဘလို့ဖြစ်လာလဲလို့မင်းနဲ့ဖြစ်လာပုံလေးပြောပြရင်းနဲ့တကွန်းလောက်ကပြပါအောင်ဆိုလို့ထိုင်နေကို respect ပေးရဲ့အနေနဲ့ကပြခဲ့ရပါလို့အဲ့ဒီအတွက်ဝါတာရှိလဲလို့တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်ရှင့်နေ့တိုင်းဖုန်းတင်ပေးပြီးတော့ချစ်ပေးကြတဲ့လူတယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်အားလုံးမသက်သာပါ